ဒီနေ့မှာတော့အရှင်မူချန်အပိုင်း18ကိုဆက်လက်ပြီးတင်ဆက်ပေးသွားပါမယ်။ဗီဒီယိုလေးမစခင်မှာညီကိုတို့ကိုတခုလေးတောင်းဆိုချင်တာက RPN ဝီစီကြီးထိုးကြနေတာကြောင့် VPN လေးဖွင့်ပြီးကြည့်ရှုပေးကြဖို့မြင့်တာရက်ခံပါတယ်။ဇလန်အကြောင်းကိုပြန်သွားရရင်နေမြေတခင်တွေဖြစ်ကြတဲ့မူဖုံနဲ့လျိုချင်းတန်းတို့ဟာကြိုင်ပွဲကွင်းထဲဝင်လာပြီးတိုက်ခိုက်နေခဲ့တာကြောင့်ကျောင်းကြီးကတားလိုက်ပါတယ်။အခုလိုမျိုးပြိုင်ပွဲကိုအနှောက်အယှက်ဖြစ်အောင်ဆက်လုပ်နေမယ်ဆိုရင်နေမြေတခင်တွေဆိုရင်တော့ကျောင်းအနေနဲ့မျက်နှာသာပြီးတော့မှမဟုတ်ကြောင်းပြောလိုက်ပါတယ်။လျိုချင်းတန်းကတော့မူချန်ဟာလူများရှိမှတော့သူ့သားကိုတတ်ဖို့လုပ်နေတယ်ဆိုပြီးဂျပူးကိုလိပ်ဖြစ်အောင်ပြောနေပါတယ်။အဲ့ဒါအပြင်ကိုမှအယောက်စလုံးဟာအင်အားကုန်ခံပြီးပင်ပန်းနေပြီဖြစ်တာကြောင့်ခဏနာယူစီပြီးမှဆက်ပြီးပြန်ခိုင်းဖို့ပြောပါတယ်။ကြည့်ရှုနေကြတဲ့သူတွေကတော့လျိုချင်းတန်းတာကြားမဝင်ခဲ့ရင်မူချန်အနိုင်ရနေပြီဖြစ်ကြောင်းပြောဆိုနေကြပါပြီ။要不是这柳玉玉主插手，木哥早就获胜。对他还是一玉之主。ကျောင်းကြီးကတော့ဆုံးဖြတ်ဖို့ခန့်နေတဲ့အတွက်လူကြီးမဲဟောင်ရဲ့အဆုံးဖြတ်ကိုတောင်းခံလိုက်ပါတယ်။အဲ့ဒီခါမှာလူကြီးမဲဟောင်ကအနိုင်ရရှိသူဟာမူချန်ဖြစ်တယ်ဆိုပြီးကြေညာလိုက်ပါတယ်“木尘获胜”啊？凭什么？ဘာလို့လဲဆိုတဲ့မေကွန်းကိုပြောပြရမယ်ဆိုရင်တော့လျုံမှုပိုင်ဟာကြံပွဲစင်ရောက်ကိုပြောကြနေလို့ပဲဖြစ်ပါတယ်။အဲ့လိုဆိုရင်မူချန်ကဘာမှလဲဆိုပြီးရှာလိုက်တဲ့အခါကြံပွဲစင်ပေါ်ကနေပဲအေးစီစီထလာပါတယ်။တကယ်တော့မူဖုံနဲ့လျိုချင်းတန်းတို့တိုက်ခိုက်လိုက်တဲ့အချိန်ကျမူချန်ကလျုံမှုပိုင်မှာလင်းထွက်သွားပြီးလျုံမှုပိုင်ကကြံပွဲစင်ရောက်ကိုကျသွားတာပဲဖြစ်ပါတယ်柳木白被他老子亲手震出了擂台，这必是弄巧成拙吧？အဲ့ဒီလိုနဲ့မြောက်ပိုင်ဝင်းမြင့်တန်တန်းကျောင်းရဲ့ချန်ပီယံဆုတနည်းအားဖြင့်ပြိုးထောင်ရေးအထူးဝင်ခွင့်နေရာကိုမူချန်ရသွားပါတယ်။ဆက်လက်ပြီးတော့ကြံရှိနေတဲ့တာမန်ဝင်ခွင့်ခွဲတန်း9နေရာကိုဘယ်လိုရမလဲဆိုတာကြေညာပေးပါတယ်။အဲ့ဒီမှာဟောင်လင်းရနဲ့ထန်ချန်းအောင်ကိုပူရဲဝင်ခွင့်တနေရာစီပေးလိုက်တယ်လို့အရှိမိုင်တန်တန်းကျောင်းကချန်ပန်နဲ့ဟော်ရင်ဟာလည်းဝင်ခွင့်ခွဲတန်းရလိုက်ကြပါတယ်။အနောက်ပိုင်တန်တန်းကျောင်းအနေနဲ့ကတော့ဟျုံမှုပိုင်နဲ့ဟွမ်ယွမ်တို့အတီးတီးဝင်ခွင့်ရလာကြပါတယ်။ဝင်ခွင့်နေရာ9ခုမှာ6နေရာကြီးအပိုဆောင်ခွင့်ပြုပေးခဲ့ပြီးပြီဖြစ်လို့မော်လင်အတွက်ကတော့မျောင်းရင်းချက်မဲ့သွားခဲ့ရပါပြီ။ဒါပေမဲ့မူချင်ရတွက်ကိန်းမှန်သွားတယ်လို့ပြောရမလား။လူကြီးမဲဟောင်စီကနေအတန်တစ်ခုကြားလိုက်ရပါတယ်莫林。။မော်လင်ဟာကြံပွဲမှာရုံမှုပိုင်ကိုရှုံးနေသွားတယ်ဆိုပေမဲ့သူ့ရဲ့မဆုံးမနစ်စူးစမ်းအားထုတ်ခဲ့မှုဟာလူကြီးမဲဟောင်ရဲ့တီးမပြုမှုကိုရသွားခဲ့ပြီးချွန်းချက်အနေနဲ့နောက်ထပ်ဝင်ခွင့်ခွဲတန်းတနေရာကိုထပ်ပေးလိုက်ပါတယ်။အဲ့ဒါကြောင့်မူချန်ရဲ့ပြိုးထောင်ရေးဝင်ခွင့်ခွဲတန်းနေရာအပြင်တာမန်ဝင်ခွင့်ခွဲတန်း9နေရာအထိမြောက်ပိုင်ဝင်းမြင့်တန်းကျောင်းကရသွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ဝင်ခွင့်ရကျောင်းသားတွေကိုကိုသွားတက်ရောက်ချင်တဲ့ကျောင်းကိုရွေးခိုင်းပါတယ်။အဲ့ဒါနဲ့ချန်ပန်နဲ့ဟော်ယွန်ကကောင်းကင်ပြဝင်းမြင့်တန်းကျောင်းကိုရွေးချယ်လိုက်ပါတယ်။ဟျုံမှုပိုင်ကတော့ရှန်လင်လို့ခေါ်တဲ့မြင့်မြတ်သောဝင်းမြင့်တန်းကျောင်းကိုရွေးချယ်လိုက်တယ်လို့ဟွမ်ယွန်ကတော့တိုင်းဝင်းမြင့်တန်းကျောင်းကိုရွေးချယ်လိုက်ပါတယ်။ချန်ဟာနဲ့လင်းအောင်ကိုတော့မင်္ဂလိတိကြီးတာအဓိကခေါ်ယူတဲ့ဇာမနီဝင်းမြင့်တန်းကျောင်းကိုတက်ရောက်ဖို့လူချင်းမဲဟောင်ကတွန်းအားပေးတက်မှတ်လိုက်ပါတယ်။အဲ့လိုဆိုရင်မူချန်နဲ့ဝေးသွားရတော့မှဖြစ်လို့ချန်ကမသွားချင်နေပေမဲ့အလိုက်ကန်ဆုံးမသိတဲ့မူချန်ကတော့ကွန်ပျူတာစကားတောင်လာပြောပေးနေပါတယ်“恭喜你，千儿姐。”呆子。မော်လင်လည်းရောက်လို့မေးလိုက်တဲ့အခါမူချန်တက်မဲ့ကျောင်းကိုပဲလိုက်တက်မဲ့ဆိုပြီးပြောနေတာကြောင့်မူချန်ဘယ်ကျောင်းကိုရွေးချယ်မလဲလို့မေးလိုက်ပါတယ်။အဲ့ဒီခါမှာကျောင်းကိုမရွေးခင်သူတိကျန်တာတွေကိုလူကြီးမဲဟောင်စီကနေမေးလိုက်ပါတယ်။အရင်ဆုံးကြီးရွှံဆိုတဲ့ကျောင်းသားကျောင်းကိုမေးလိုက်တဲ့အခါဝင်းညင်နယ်မြေကနေမူချန်နင်းထုတ်ခံလိုက်ရတဲ့အချိန်မှကလေးကဘရင်အဆင့်ကျောင်းသားတယောက်ဖြစ်သွားခဲ့ပြီးကျောင်းတော်ကြီး9ခုရဲ့လေ့ကျင့်ရေးမှာအဓိကပင်မနေရာကိုရရှိခဲ့ကြောင်းသိလိုက်ရပါတယ်။ပြီးတော့သူဟာရုံမှုပိုင်ရွေးချယ်တယ်လို့ပဲမြင့်မြတ်သောဝင်းညင်တန်းကျောင်းကိုရွေးချယ်ခဲ့ကြောင်းပြောပြလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့လော်လီဆိုတဲ့ကျောင်းသူတယောက်ကျောင်းထပ်မေးလိုက်တဲ့အခါသူမလည်းပဲဘရင်အဆင့်ကျောင်းသူတယောက်ဖြစ်သွားခဲ့ပြီးကျောင်းတော်ကြီး9ခုရဲ့အဓိကပင်မနေရာကိုရသွားခဲ့ကြောင်းပြောပြလိုက်ပါတယ်။တိုင်ဝင်းညင်တန်းကျောင်းရဲ့အကြီးအကဲကိုယ်တိုင်သူတို့ကျောင်းကိုတက်ရောက်ဖို့ကမ်းလှမ်းခဲ့ပေမဲ့သူမဟာညှင်းပယ်ခဲ့ပြီးမြောက်ပိုင်းကောင်းကင်ဘုံဝင်းညင်တန်းကျောင်းကိုပဲတက်ရောက်ဖို့ရွေးချယ်ခဲ့ပါတယ်။အဲ့ဒီစကားကိုကြားလိုက်ရတော့မူချန်ခမညာသူ့နာသူ့တော်မယုံနိုင်ဘူးဖြစ်သွားပါတယ်။ဘာလို့လဲဆိုရင်ဝင်းညင်နယ်မြေမှာလေ့ကျင့်ရေးစနုံးကသူတို့နှစ်ယောက်ဟာယုံကြည်ရတဲ့ရဲဘော်ရဲဘက်တွေဖြစ်ခဲ့ကြပြီးအဲ့ဒီကမှတဆင်ချစ်သူတွေပါဖြစ်သွားခဲ့ပါတယ်။အဲ့ဒီတုန်းကဒီလေ့ကျင့်ရေးကြီးပြီးသွားရင်မူချန်ဟာမြောက်ပိုင်ကောင်းကင်ဘုံဝင်းညင်တန်းကျောင်းကိုရွေးချယ်မှာလို့ပြောခဲ့ဘူးပေမဲ့လော်လီကတော့မူချန်နဲ့အတူတူရှိနေရင်ကျင့်ကြံရေးဘက်ကိုအာရုံအပြည့်စိုက်နိုင်မှာမဟုတ်လို့သူမရဲ့ကျင့်ကြံတဲ့အရှင်ကြီးနှေးသွားမှာဆိုတဲ့အတွက်မူချန်မရှိတဲ့ကျောင်းကိုပဲရွေးချယ်မှာလို့တည်ထားခဲ့တာကြောင့်ပဲဖြစ်ပါတယ်“洛黎，你给我说清楚。”我才不会选择那里。တကယ်တမ်းကျတော့လော်လီဟာသူရွေးခဲ့တဲ့ကျောင်းကိုပဲတက်ရောက်နေတာသိလိုက်ရပြီဖြစ်လို့မူချန်ကလည်းသူမရှိတဲ့မြောက်ပိုင်ကောင်းကင်ဘုံဝင်းညင်တန်းကျောင်းကိုပဲတက်ရောက်ဖို့ရွေးချယ်လိုက်ပါတယ်“我选择北苍陵园。”အဲ့ဒီနောက်မှာတော့လူကြီးမဲဟောင်ကပြန်စင်ချိန်2လရှိသေးတဲ့အတွက်
နှစ်လပြီးရင်သူကိုယ်တိုင်ကျောင်းတော်တိုင်းရဲ့ဝင်ပေါက်ထိလိုက်ပါပို့ဆောင်ပေးမှဖြစ်ကြောင်းနဲ့ဒေတာတီတီကလာရောက်ကြမဲ့သူတွေနဲ့တွေ့ရမှာဖြစ်တယ်လို့ကျောင်းဝင်ခရစ်စတန်တဲ့ချက်ကိုလည်းဖြေဆိုရမှာဖြစ်ကြောင်းပြောပြလိုက်ပြီးပြန်ပွဲပြီးဆုံးကြောင်းကြေညာလိုက်ပါတယ်။ရွှေနေမြေမှာတော့ရွှေမှုပိုင်တဲ့သူ့အဖေကမူချန်ဟာတောက်မဲ့မိခဲ့တရေရဲမို့လို့အတောင်လက်မဆုံးခင်မှာကလေးကရချိုးထားဖို့ကြံစီနေပါတယ်我柳玉一统北陵境的大业，绝不容许任何人阻挡。 မူးနေမြေမှာတော့ကျိုးရဲဟာတူတူမူချန်ချန်ပီယံဖြစ်လာလို့ဝန်တာကြောင့်လာပြောနေပြီမဲ့သူ့ကိုမူဖုံမျက်နှာမကောင်းနေတာကိုတွေးလိုက်ရလို့ဘာကြောင့်လဲဆိုပြီးမေးလိုက်ပါတယ်။မူဖုံကယူချင်းထန်းရဲ့အကျဉ်းစရာကြီးကသူတို့ဟာအဓိကပင်မနေရာကိုဆုံးရှုံးခဲ့ရတာကြောင့်ဒီအတိုင်းငြင်းနေမှာမဟုတ်လို့မူးနေမြေနဲ့ဇက်တလျှောက်အရင်ကားထပ်ပို့ပြီးဒလီဝရီယာနဲ့စောင့်ကြနေကြဖို့အမိန့်ထုတ်လိုက်ပါတယ်။တစ်ဖက်မှာတော့မူချန်ဟာသူ့ရဲ့စိတ်ဝင်ပင်နယ်ဝင်သွားပြီးကျိုးရိုးကိုကျေးဇူးတင်စကားပြောနေပါတယ်။ဒါပေမဲ့ဒီစာဝါငှက်မလေးကတော့ဘာမဟုတ်တာလေးကိုထောမလာပြုနေမဲ့အစားသူ့ကိုဒီလောင်ရင်ထဲကနေလှုပ်ပေးဖို့ပြောပါတယ်။မူချန်ကနိုင်ရောက်စာရွက်ကိုသူထင်းချုပ်လို့မရသေးတာကြောင့်လှုပ်ပေးလို့မရကြောင်းပြန်ပြောတဲ့အခါကျိုးရိုးကစိတ်တူသွားပြီးတမင်တက်သူ့ဝိညာဉ်ကိုဝါမျိုးတန်းစင်ပြစ်ချင်လို့မလှုပ်ပေးချင်တာဆိုပြီးအထင်လွဲတော့ပါတယ်။မူချန်ကတော့သူဟာကျေးဇူးတရားကိုရန်ညွှန်းနဲ့ပြန်ဆက်မဲ့သူမဟုတ်ကြောင်းပြောလိုက်ပြီးထွက်သွားပါတော့တယ်။နောက်တစ်ခါမှတော့စီရင်ဆရာဝန်လင်းကသူဟာအစစ်နဲ့စီရင်ဆရာဖြစ်အောင်လို့ဂူပိတ်ကျင့်ကြံမဲ့အကြောင်းမူဖုံကိုပြောပြနေပါတယ်温先生竟然要晋级2级灵阵师了。 အဲ့ဒီချိန်မှာပဲမူချန်ရောက်လာခဲ့ပြီးဝင်းကျင်ကျေး18ခုထိလုံနိုင်ကြောင်းဝန်လင်းတည်သွားတဲ့အခါမှာတော့နောက်ထပ်အစီရင်တစ်ခုကိုလေ့ကျင့်လို့ရအောင်ထုတ်ပေးပါတယ်။အဲ့ဒီအစီရင်ကိုတော့ကောင်းကင်ကိုထံမိုးကြိုးအစီရင်လို့ခေါ်ပြီးစင်တစ်အစီရင်တွေထဲမှာထိတ်တန့်အဆင့်အစီရင်တစ်ခုဖြစ်ပါတယ်။ထိတ်တန့်အဆင့်ဆိုတဲ့အတိုင်းဒီအစီရင်နဲ့လာတခါချန်လိုက်ရရင်နောက်ဝင်းကျင်ကနဦးအဆင့်ဆိုရင်တောင်တည်သွားနိုင်လောက်အောင်ဆွမ်းအားပြပါတယ်။ဒါပေမဲ့ဒီအစီရင်ကိုအသက်သွင်းနိုင်ဖို့ကတော့ဝင်းကျင်ကျေးအခု20လိုအပ်မှာဖြစ်ပြီးတေချာပိုင်နိုင်မှုမရှိဘဲအသက်သွင်းမိရင်အစီရင်ရဲ့တံပြန်ဝါမျိုးချင်းကိုခံရနိုင်ပါတယ်။အဲ့လိုမျိုးတွေပြောဆိုနေတော့မှပဲပြဿနာကြီးတစ်ခုဟာဆက်ဆိုင်မြင့်နဲ့ရောက်လာပါတယ်大将陈雄，边关造的攻击被杀了。 ။ပြဿနာတွေဖန်တီးလိုက်တဲ့သူကမင်းရင်တောင်ကတော်ပုံလမြရန်ကွေဆိုတဲ့လူပဲဖြစ်ပါတယ်။သူဟာမုန်းနမီနယ်စပ်တစ်လျှောက်ကိုအလစ်တက်ခတ်ခဲ့လို့စစ်တူကြီးချန်ရှုံးကရှင်းညအားကုန်တုံးပြီးပြန်တက်ခတ်ခဲ့ပေမဲ့ခွန်အားချင်းအရန်ကွာနေခဲ့တာကြောင့်အပြတ်သက်ရှုံးလင်းခဲ့ပါတယ်။သူရဲ့နောက်ဆုံးထွက်သက်နဲ့ကိုဖောက်ခွဲပြီးရန်သူကိုအပါခေါ်ဖို့လုပ်ခဲ့ပေမဲ့လည်းမအောင်မြင်ခဲ့ပဲတည်ဆုံးခဲ့ရပါတယ်။ရန်ကွေကအလောင်းနဲ့တင်အားမရသေးပဲစစ်တူကြီးချန်ရှုံးရဲ့အလောင်းကိုခေါင်းဖြတ်ပစ်ခဲ့ပြီးအလောင်းကိုမြို့တကားမှာချိဆွဲထားခဲ့ပါတယ်။မူးနန်ကြီးဟာဒီကိစ္စနဲ့ပတ်သက်ပြီးမင်းတောင်ကိုလက်စားချီရမှာမှန်ပေမဲ့မူးနန်ကြီးလိုအင်အားကြီးနေမြေတစ်ခုကိုအခုလိုရန်စားတိုက်ခိုက်တာဟာနောက်ွယ်မှာလျှိုနေမြေပါဝင်ပတ်သက်နေမယ်ဆိုတာကိုပြောကြလို့မှမထင်ပါဘူး肯定是刘玉这帮杂碎。狼阴山，我沐浴是灭定了。 ဒါပေမဲ့မင်းတောင်တော်ပြုံးသမျှရန်ကွေကနဝညကနဦးဆင်ဖြစ်တာကြောင့်မူဖုံနဲ့ကျိုးရဲ့အတူတူပေါင်းတိုက်ခိုက်မှတာမြန်မြန်အဆုံးသတ်နိုင်မှာဖြစ်ပါတယ်ပြဿနာကမူဖုံကိုကျိုးရဲ့ကမူးနေမြေနယ်စပ်ကိုထပ်သွားရင်လျှိုနေမြေအလစ်ဝင်တိုက်ခိုက်နိုင်တာကြောင့်နှစ်ယောက်စလုံးမင်းတောင်ကိုတွားဖို့အခက်တွေ့နေပါတယ်အဲ့ဒီအချိန်မှာမူချန်ကသူ့ဦးလေးကျိုးရဲနဲ့အတူမူးနိုင်ကြီးအထူးတပ်ဖွဲ့ကိုဦးဆောင်ပြီးမင်းတောင်ကိုတိုက်ခိုက်ဖို့တွားမယ်ဆိုပြီးပြောပါတယ်မူဖုံကတော့ဒီတိုက်ပွဲဟာအရန်ကိုအမြင်များတော့မှဖြစ်လို့မတွားဖို့တားပြီမဲ့ကျိုးရဲကတော့သူပါရှိနေမှာဖြစ်တဲ့အပြင်မူချန်ကလည်းဝင်းကျင်စီရင်ကိုပါကျွမ်းကျင်နေတာကြောင့်တိုက်ပွဲမှာအကျိုးရှိတဲ့အတွက်ခေါ်တွားဖို့လုပ်ပါတယ်什么？狼阴山竟然动手了？这次要宣战现场！ သူတို့တွေစစ်ချီလာကြရင်မင်းတောင်ရှိတဲ့နေရာစီရောက်ဖို့နီးစပ်လာခဲ့ပါပြီ။ကင်းထောင်ရဲ့သတင်းပေးချက်အရမင်းတောင်ဟာမတ်ဆောက်ပြီးမြင့်မာတဲ့အတွက်ဖုခံဖို့အားကောင်းတာကြောင့်တိုက်ခိုက်ဖို့ခက်ခဲပါတယ်။နေမြေချင်းဒီမကျွမ်းကျင်ပဲဇွတ်တိုးဝင်တိုက်ခိုက်မယ်ဆိုရင်ထိခိုက်ဟာအလွန်များနိုင်ပါတယ်။ဒီဒေသတဝိုက်မှာမင်းတောင်လများတွေပြင်ဒုတိယဆွမ်းအားအကြီးဆုံးကတော့ကျူလုံးရွာဖြစ်ပြီးရွာကောင်းဆောင်လိရှန်ကလည်းကျူရဲတို့လိုမျိုးနဝညကနဦးဆင်ဆွမ်းအားကြီးတွေဖြစ်ကြောင်းသိလိုက်ရပါတယ်။မူချန်ကဒီရွာနာမည်ကြားပူးပါတယ်ဆိုပြီးစဉ်းစားနေတော့တခါတော့ကသူတို့ကိုဓမြတိုက်ခဲ့တဲ့စနိုက်ကျော်မလေးရဲ့ရွာဖြစ်နေမှမှတ်မိသွားပါတယ်真不考虑一下入赘我九龙寨？ အဲ့ဒီလိုနဲ့မူချာမင်းတောင်ကိုတိုက်ခိုက်ဖို့သူ့မှာဒီလန်ရှိသွားပြီကိုပြောပြလိုက်ရင်ဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါတယ်နောက်လာမယ့်အပိုင်းမှာတော့စနိုက်ကျော်ဓမြမလေးနဲ့မူချန်တို့အဖွဲ့ဘာရီဆက်ဖြစ်ကြမလဲဆိုတာကိုတော့ VPN လေးတုံးပြီးဗီဒီယိုလေးကိုအဆုံးထိစောင့်ကြည့်ပေးကြပါအောင်လို့ပြောကြရင်ရှင်မူချန်အပိုင်း18 story time ဗီဒီယိုတစ်ဆက်မှုကိုဒီမှာပဲရနိုင်လိုက်ပါတယ်